အခုမြင်တွေ့နေရတာကတော့ကိုရီးယားနိုင်ငံမှာမာရသွန်အပြေးပြိုင်ပွဲပြုလုပ်နေခြင်းဖြစ်ပါတယ်မာရသွန်အပြေးပြိုင်ပွဲကိုကိုရီးယားလိုတော့မာရသွန်ဂယောင်ဂျူလို့ခေါ်ပါတယ်မာရသွန်ကတော့မာရသွန်ပေါ့ခင်ဗျာဂယောင်ဂျူကတော့ပြိုင်ပွဲပါကျွန်တော်တို့အပြင်းပြေလမ်းလျှောက်သည်အညောင်းပြေအညာပြေလမ်းလျှောက်သည်ကြတော့ကိုရီးယားလိုစန့်ချစ်ခါတာလို့သုံးပါတယ်ကျွန်တော်တို့အကြောင်းမဲ့ပြေးတာပေါ့နော်ကလေးတွေပြေးသွားပြေးလာလုပ်တဲ့နေရာမျိုးမှာကြတော့တီအောဒါနေတာပြေးသွားပြေးလာလုပ်သည်လို့သုံးပါတယ်ဥပမာကျွန်တော်တို့အားကစားဒီခုလိုမာရသွန်သဘောမျိုးအားကစားအနေနဲ့ပြေးတဲ့နေရာမှာဆိုရင်တော့ကျွန်တော်တို့ဝန်တုံဟာတာအားကစားလုပ်သည်ဝန်တုံမှုဟာတာအားကစားလုပ်သည်လို့သုံးပါတယ်ကျွန်တော်တို့အခုအပြေးပြိုင်ပွဲမှာဆိုရင်ဘေးမှာကျွန်တော်တို့လုံခြုံရေးအနေနဲ့ကျွန်တော်တို့ဗလန်တီယာလုပ်နေတဲ့ဝန်ထမ်းလေးတွေရှိပါတယ်သူတို့ကဆိုရင်အခုပြေးပြိုင်ပွဲနေဝင်နေတဲ့လူတွေကိုဘေးကနေ fighting နဲ့အားပေးနေတာကိုတွေ့ရှိရပါတယ်fighting ကတော့ကျွန်တော်တို့ကိုရီးယားလိုကြတော့ hwaidi လို့ဆိုပြီးတော့ကျွန်တော်တို့သုံးပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်ဒီအပြေးပြိုင်တာနဲ့ကျွန်တော်တို့ဒီလမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကျွန်တော်တို့လေ့လာသွားတာပေါ့ခင်ဗျာအားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်